video မှာ keyframe ကိုအသုံးပြုပြီးတော့ transition တွေကိုစပြင်အောင်ဘယ်လိုမျိုးအသုံးပြုလို့ရလဲဆိုတာကိုပြပေးထားတာဖြစ်ပါတယ်new project ထဲကိုဝင်မယ်ပြီးလို့ရှိရင်ကိုထည့်ချင်တဲ့ video တစ်ခုကိုထည့်မယ်ပေါ့နော်โอเคဒီမှာဆိုရင်ဒီ video လေးကိုထည့်မယ် add ကိုနှိပ်လိုက်မယ်ဒီမှာဆိုလို့ရှိရင်ပထမဆုံးလုပ်ပြမှာကဒီ video ကိုထောက်မယ်ပြီးလို့ရှိရင်အောက်က split ကိုနှိပ်မယ်ပြီးလို့ရှိရင်ဒီဘက် video ကိုနည်းနည်းထပ်ဆွဲပြီးတော့ split ကိုထပ်နှိပ်မယ်နောက်ထပ်ဒီဘက် video နည်းနည်းထပ်ဆွဲပြီး split ကိုနှိပ်မယ်ဒီလိုပဲပေါ့နော်ကိုလိုချင်တဲ့လောက်လေးကိုပဲဖြတ်လိုက်မယ်ပေါ့ဒီမှာဆိုလို့ရှိရင်ဒီ video ဒုတိယ video ကိုပေါ့နော်အဲ့ဒါလေးကိုထောက်ပြီးတော့ zoom လေးဆွဲလိုက်မယ်ပြီးလို့ရှိရင်ပြန်ကြည့်မယ်ဒီမှာဆိုတော့ဒီဟာလေးကျဲသွားရပေါ့နော်ဒီလူရောက်လာတဲ့အခါမှာပုံမှန်အတိုင်း site ပုံမှန် site အတိုင်းလေးပဲထားကြံခဲ့ရပေါ့နော် okay နောက်ဆုံး video မှာဆိုရင် video ကိုထောက်ပြီးတော့ zoom ဆွဲလိုက်မယ်ဒါဆိုရင်တော့နည်းနည်းကြီးသွားတဲ့ပုံစံပေါ့ပြန်ကြည့်မယ်ဒါဆိုလို့ရှိရင်ဇွန်းရင်ဇွန်းပုံစံကဒီမျိုးလေးလုပ်လို့ရပါတယ်နောက်တစ်ခုအနေနဲ့က keyframe ကိုသုံးပြီးတော့လုပ်လို့ရတယ်ပေါ့နော်ဒီဟာကိုမလိုချင်တော့ဆိုရှင်ဒီမှာမြင်ရတဲ့မြားလေးကိုနှိပ်ပြီးတော့အကုန်လုံးပြန်ဖြတ်လိုက်မယ်ဟုတ်ပြီဒီလိုမျိုးပုံမှန် video တိုင်းပြန်ရပြီဆိုလို့ရှိရင် keyframe ကိုသုံးပြီးတော့လုပ်လို့ရတယ်ပေါ့နော်ဟုတ်ပြီဒီနားလေးကိုဆွဲပြီးတော့ဒီနားကို video ကိုထောက်မယ်ပြီးရင်အပေါ်မှာမြင်ရတဲ့ keyframe ကိုနှိပ်မယ်ပြီးလို့ရှိရင်ဒီဘက်ဘေးလေးနည်းနည်းလေးထပ်ဆွဲပြီးတော့ keyframe ကိုထပ်နှိပ်မယ်အလဲကောင်မှာကျန်ခဲ့တဲ့နေရာကိုzoom လေးဆွဲလိုက်မယ်ပေါ့နော်ဟုတ်ပြီလူမျိုးလေးဆွဲလိုက်ပါမယ်ကိုလိုချင်တဲ့လူကိုပဲzoom ချက်ဒီဘက်ဘေးနားလေးကလူချင်တဲ့ location ကိုပဲချက်ချင်တယ်ဆိုလို့ရှိရင်လည်းဒီဘက်ဘေးနားမှာရှိတဲ့ဟာကိုချက်လို့ရရပေါ့နော်ခေပြန်ကြည့်မယ်ဟုတ်ပြီဒီလေးပေါ်လာရပေါ့နော်ဒီဘက်ဘေးလေးကိုထပ်ဆွဲပြီးတော့လဲ keyframe ထပ်ချမယ်ပြီးရင်နောက်ဆုံးကိုsorry ဒီဘက်ဘေးလေးပေါ့နော်အဲ့ထက်နည်းနည်းဝေးရပေါ့အဲ့ဝေးရဲ့နေရာမှာ keyframe ထပ်ချမယ်ပြီးရင်အလဲကောင်မှာပြန်လာပြီးတော့ zoom ကိုထပ်ဆွဲကြည့်မယ်ပေါ့ဟုတ်ပြီပြန်ကြည့်မယ်နော်ပါပြီဒီဟာမှာဆိုလို့ရှိရင်တော့keyframe နဲ့ zoom ရင်zoom out လုပ်တဲ့ပုံစံကိုပြပေးရဖြစ်ပါတယ်ပထမတစ်ခုကကြတော့ split နဲ့ပဲvideo ကို zoom ရင် zoom out လုပ်တဲ့ပုံစံပြပြရပါဒီတစ်ခုကကြတော့ keyframe နဲ့ zoom ရင် zoom out လုပ်တဲ့ပုံစံကိုပြပြရဖြစ်ပါတယ်ဒီဟာရေမလို့ကျွန်တော်ဆိုလို့ရှိရင်ဒီဘက်ဘေးမှာမြင်ရတဲ့အစလုပ်ခဲ့တယ်လို့ပဲပေါ့နော်အဲ့မြားလေးကိုနှိပ်ပြီးတော့ဒီဟာရေအကုန်လုံးပြန်ဖြတ်လို့ရပါတယ်နောက်တစ်ခုကဘာလဲဆိုတော့ transition ပေါ့နော် transition ပြပြမှာဖြစ်ပါတယ်ဒီ video ကဒီလောက်လေးပဲလို့နေဆိုလို့ရှိရင်ဒီနားလောက်လေးပဲထားလိုက်မယ်ပေါ့နော်โอเคဒီဟာလေးကိုထောက်ဗီဒီယိုကိုထောက်ပြီးတော့အောက်မှာမြင်ရတဲ့ split ကိုနှိပ်မယ်ပြီးရင်ဒီဘက်ဘေးလေးနည်းနည်းထပ်ဆွဲပြီးတော့split ကိုထပ်နှိပ်မယ်ဟုတ်ပြီပြီးလို့ရှိရင်ဒီဗီဒီယိုမှာဆိုလို့ရှိရင်ဒီဒုတိယဗီဒီယိုပေါ့နော်အဲ့ဗီဒီယိုကို zoom လေးဆွဲလိုက်မယ်ဟုတ်ပြီဒီမှာဆိုလို့ရှိရင်တောင့်ဖြစ်နေရပေါ့နော်ဒီမှာအကူပြောင်းလေးတောင့်ဖြစ်နေရောဒီအလဲမှာမြင်ရတဲ့ဒီဟာလေးပေါ့နော်အဲ့ဟာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်အောက်မှာဒီမှာအောက်မှာမြင်ရတဲ့ကိုကြိုက်တဲ့ effect ကိုထည့်လို့ရတယ်ပေါ့နော် sorry transition ကိုထည့်လို့ရတယ်ပေါ့နော်ပြန်ကြည့်မယ်ဟုတ်ပြီဒါမှမဟုတ်ဒီနေရာမှာကဘာလေးထည့်မလဲဆိုတော့ shake ထည့်ကြည့်မယ်ပေါ့ဟုတ်ပြီပြင်ဒီနေရာမှာနောက်ကဗီဒီယိုကိုဖြတ်ပြီးတော့ delete ကိုနှိပ်လိုက်မယ်ကိုနောက်ထပ်ထည့်ခြင်းတဲ့ဗီဒီယိုတစ်ပုဒ်ကိုထည့်လို့ရတယ်အပေါင်းလေးကိုနှိပ်ပြီးလို့ရှိရင်ဒီမှာကိုထည့်ခြင်းတဲ့ဗီဒီယိုတစ်ပုဒ်ကိုနှိပ်လိုက်မယ် add ကိုနှိပ်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုတစ်ပုဒ်ကရောက်လာပြီပေါ့နော်ရောက်လာပြီဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်တောင့်ရင်ထပ်ဖြစ်နေသေးရပေါ့နော်ဖြစ်နေသေးရဆိုလို့ရှိရင်ဒီဟာမှာနောက်ကဗီဒီယိုကိုထောက်ပြီးတော့ keyframe နှိပ်မယ်နှိပ်ပြီးတော့ဒီမှာကပန်းပုံစံလေးကိုအရင်ဆုံးလေးပေါ်ခြင်းတယ်ပေါ့နော်ဒီဘေးထဲမှာရေလောင်းနေတဲ့ပန်းပုံစံလေးကိုအရင်ဆုံးမြင်ချင်တာဖြစ်တဲ့အတွက်ဒီဘက်ဘေးလေးကိုတစ်ခါလေးဆွဲထားလိုက်မယ်ဆွဲပြီးလို့ရှိရင်ဒီဘက်ဘေးလေးကိုနည်းနည်းလေးတိုးပြီးတော့ keyframe ထည့်ချလိုက်မယ်ချပြီးရင်အဲ့ဒီဘေးမှာပဲကက်ရက်လေးမှာပဲ keyframe ကိုလုံးဝဆွေးပုံစံလေးပြန်လုပ်လိုက်မယ်ပေါ့နော်ဟုတ်ပြီဒီလိုပြန်ရပါပေါ့နော်ပြန်ကြည့်မယ်နော်ဒီမှာဆိုလို့ရှိရင်ဒီနှစ်ခုကူးသွားတဲ့နေရာကတိတ်ပြီးတော့မလှနေဘူးเนาะတောင့်ဖြစ်နေတဲ့အတွက်ဒီခုနတိုင်းမဲ့ transition ထည့်မယ်အဲ့ဒီဟာလေးကိုနှိပ်မယ်ပြီးလို့ရှိရင်ဒီဟာလေးကိုနှိပ်ကြည့်လိုက်မယ်ဟုတ်ပြီအဲ့ဆိုနည်းနည်းလေးအဆင်ပြေရပေါ့เนาะ smooth လေးဖြစ်နေရပေါ့
ဟုတ်ပြီအဲ့လိုလေးရရပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင်ဒီဗီဒီယိုဒီနားလောက်ပဲထားပြီးတော့အနောက်ကဗီဒီယိုကို split လုပ်လိုက်မယ်လုပ်ပြီးဒီအနောက်ကဗီဒီယိုကိုဒီဘက်ဘေးလေးကိုဆွဲပြီးတော့အောက်မှာမြင်ရတဲ့ transform ဆိုတဲ့ဟာကိုနှိပ်မယ်ပြီးလို့ရှိရင်ဒီ mirror ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်လူကဟိုဘက်နဲ့ဒီဘက်နဲ့ကူးသွားတဲ့ပုံစံလေးပေါ့နော်အဲ့လိုလေးရပါတယ်ဒီဟာလေးကိုဒီနေ့ထားကြည့်လိုက်မယ်ပြီးလို့ရှိရင်ဒီဗီဒီယိုကရှင်းနေဖြစ်တဲ့အတွက်ဒီဟာကိုဒီနားလောက်ပဲထားလိုက်မယ်နော်ဟုတ်ပြီပြန်ကြည့်မယ်နော်ဟုတ်ပြီဒီမှာဆိုလို့ရှိရင်ဒီဘက်နဲ့လူပြောင်းသွားတဲ့နေရာမှာကိုကနောက်ထပ်တောင်းကြီးထပ်ဖြစ်နေလို့ခံစားရတယ်ဆိုလို့ရှိရင်ဒီမှာလည်း transition ထည့်လို့ရတယ်เนาะဒီမှာဆိုလဲကိုကြိုက်တဲ့ transition ကိုထည့်လို့ရတယ်ဒီဟာလေးပဲထည့်မလားဒါပဲထည့်မလားဒီဟာလေးပဲထားလိုက်မယ်เนาะအမှန်ကြီးလေးကိုချစ်လိုက်မယ်ပြင်ပြန်ကြည့်မယ်ဟုတ်ပြီပြီးရင်နောက်ဆုံးတစ်ခုကဘာကြံလဲဆိုလို့ရှိရင်ဒီဗီဒီယိုရဲ့နောက်ဆုံးမှာပြီးသွားလို့ရှိရင်ဒီမျိုးတောက်ကြီးပဲပြီးသွားရပါတော့ဟုတ်ပြီအဲ့ဒီအချိန်မှာကိုက fake out ပုံစံလေးနဲ့ပျောက်သွားခြင်းလဲဆိုလို့ရှိရင်ဘယ်လိုလုပ်ရလဲဆိုတော့ဒီနောက်ဆုံးဗီဒီယိုကိုနှိပ်ပြီးတော့ဒီဘက်ဘေးလေးကိုနောက်ဆုံးလေးပေါ့နော်အဲ့နေရာလေးဆွဲပြီးတော့အပေါ်မှာမြင်ရတဲ့ key frame ကိုနှိပ်မယ်ပြီးလို့ရှိရင်နောက်ဆုံးနေရာလေးမှာနည်းလေးတိုးပြီးတော့ဒီဘက်ဘေးလေးကိုဆွဲလိုက်မယ်ဆိုလို့ရှိရင်ဒီမှာ opacity ဆိုတာရှိရင်เนาะအဲ့ opacity ကိုနှိပ်လိုက်မယ်ပြီးရင်ဒီဘက်ဘေးအဆုံးထိဆွဲချလိုက်မယ်เนาะမှောင်သွားတဲ့အထိအဲ့လိုမျိုးဆွဲချလိုက်မယ်ဆိုဆွဲချလိုက်မယ်ပြီးလို့ရှိရင်အမှန်လေးကိုနှိပ်မယ်ပြန်ကြည့်မယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်တော့လက်ရသွားပြီเนาะပြီးလို့ရှိရင်အစပြန်ကြည့်မယ်ဟုတ်ပြီနောက်တစ်ခုက key frame နဲ့ဘာကိုသုံးလို့ရသေးလဲဆိုတော့ text ကိုလည်း key frame နဲ့သုံးလို့ရရပေါ့နော်အဲ့တော့အောက်မှာမြင်ရတဲ့ text ကိုနှိပ်မယ်ပြီးလို့ရှိရင် add text ကိုနှိပ်မယ်ဒီမှာကိုကြိုက်တဲ့စာကိုထည့်လို့ရရပေါ့ဒီမှာဆိုလို့ရှိရင်တော့ညီမကထားကိုပဲထည့်လိုက်မယ်ပြီးလို့ရှိရင် font size ကိုရွေးမယ်ဒီမှာဆိုလဲ font size ကကိုအဆင်ပြေတဲ့ font size ကိုရွေးလို့ရတယ်ပြီးလို့ရှိရင် style နဲ့မှာ font size ရဲ့အရာကိုသွားပြောင်းမယ်ပေါ့နော်ဒီမှာဆိုရင်တော့ glow တစ်ခုပဲသုံးပြလိုက်မယ်နော်Okay ဒီမှာဆိုရင် glow တစ်ခုပဲသုံးပြလိုက်မယ် glow ကိုလည်းအဝါရောင်လေးပဲထည့်ပြီးသုံးမယ်ပြီးလို့ရှိရင် intensity လေးကိုနည်းနည်းလေးလျှော့မယ်ဟုတ်ပြီအမှန်ကြီးကိုချစ်မယ်နောက်တစ်ခုကဒီအဲ့ဒီ text layer လေးကိုဒီဘက်ဘေးလေးနည်းနည်းလေးဆွဲလိုက်မယ်ပေါ့သူကဘယ်လိုပုံစံလေးလိုချင်လဲပေါ့လိုချင်လို့ထားလို့ရတယ်အပေါ်ကနေကျလာတဲ့ပုံစံလိုချင်တာဒါမှမဟုတ်ဘေးကနေပဲတက်လာဘေးကနေပဲရောက်လာလိုချင်တာအောက်ကနေအပေါ်တက်လာတဲ့ပုံစံလိုချင်တာအဲ့လိုပုံစံလေးထားလို့ရတယ်ပေါ့နော် key frame ကိုနှိပ်လိုက်မယ်နှိပ်ပြီးညီမကတော့ဒီဗီဒီယိုမှာအပေါ်ကနေပြီးအောက်ကိုကျလာတဲ့ပုံစံလိုချင်တာဖြစ်တဲ့အတွက် key frame ကိုနှိပ်ပြီးတော့ဒီ text layer ကိုအပေါ်ဆုံးထိမမြင်ရတဲ့အထိဆွဲတင်လိုက်မယ်ပြီးရင်ဘေးလေးနည်းနည်းတိုးလိုက်ပြီးတော့text ကိုအောက်ကိုကျလာတဲ့ပုံစံလေးပေါ့နော်အဲ့လိုလေးထားလိုက်မယ်ပြန်ကြည့်မယ်နော်ဟုတ်ပြီဒီမှာဆိုရင်ကြာလာတဲ့ပုံစံတိတ်ပြီးတော့လှမနေဘူးပေါ့နော်အဲ့ဆိုတော့ဒီ text key frame နှစ်ခုကြားထဲမှာလွတ်နေတဲ့နေရာလေးရှိခဲ့ရယ်နော်အဲ့နေရာလေးကိုထားလိုက်ပြီးတော့ဒီပုံမှာမြင်ရတဲ့ grab လေးကိုနှိပ်မယ်ပြီးလို့ရှိရင်ဒီဟာလေးနဲ့ပေါ့ဟုတ်ပြီဒါဆိုရင်တော့စောင့်ပြီးတော့ကြာလာတဲ့ပုံစံလေးဖြစ်သွားရပေါ့နော်ပြီးရင်အမှန်ကြီးလေးကိုချစ်မယ်ပြန်ကြည့်မယ်နော်ဟုတ်ပြီပြီးလို့ရှိရင်ဒီလူထွက်လာတဲ့နေရာမှာစာလေးကပြန်ဝင်သွားတာမျိုးလိုချင်နေဆိုလို့ရှိရင် text layer ကိုပြန်ထောက်မယ်ထောက်ပြီးတော့လူသွားတဲ့နေရာအထိကို text layer ကိုထားလိုက်မယ်ပေါ့နော်ဒီမှာဆိုရင်ဒီနေရာလောက်ပဲထားလိုက်မယ်ထားပြီးလို့ရှိရင် text layer ကိုပြန်နှိပ်မယ်ပြီးရင်အပေါ်မှာမြင်ရတဲ့ cannon လေးကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင်ဒီမှာ animation ဆိုတာရှိရင်เนาะအဲ animation မှာကအင်ကကိုကထည့်ကြမလို့အင်နေရာမှာကခုနက key frame နဲ့ထားခဲ့ပြီးဖြစ်တဲ့အတွက်ဒီတစ်ခုကအောက်နယ်ပဲသုံးမယ်ပေါ့နော်အောက်မှာဆိုလို့ရှိရင်ကိုကြိုက်တဲ့အောက်နဲ့ထည့်မယ်ပေါ့နော်အောက် animation တကူကြိုက်တဲ့ဟာထည့်လို့ရမယ်ဒီမှာဆိုလို့ရှိရင်ဒီလူထဲကိုဝင်သွားတဲ့ပုံစံမျိုးလေးပေါ့နော်စားလူထဲကိုဝင်သွားတဲ့ပုံစံမျိုးလေးထားချင်တာဖြစ်တဲ့အတွက်ဒီဟာလေးထည့်ကြည့်လိုက်မယ်ဟုတ်ပြီပြီးလို့ရှိရင်အမှန်ကြီးကိုချစ်မယ်ပြန်ကြည့်မယ်နော်ဟုတ်ပြီလူလဲလာရောစာလဲပျောက်သွားရောပေါ့နော်အဲ့ပုံစံလေးဖြစ်သွားပါတယ်အစနေပြန်ကြည့်မယ်အဆုံးကြီးပြန်ကြည့်မယ်နော်နောက်ဆုံးတစ်ခါဒီ
ဒီဟာရေးဆိုလို့ရှိရင် transition နဲ့သူကသူဟို smooth ဖြစ်သွားအောင်အကူပြလေးလုပ်ထားရပေါ့နော်နောက်ဆုံးမှာဆိုလို့ရှိရင်တော့ key frame နဲ့ overstay ကို short ချထားတာမျိုးလို့ပြထားတယ်နောက်ဆုံးတစ်ခုအနေနဲ့က text layer ကိုလည်းanimation in မှာkey frame နဲ့တုံးပြထားတယ်နောက်ပြီးတော့ animation အောက်မှာတော့သူ CapCut ထဲမှာပါတဲ့ animation နဲ့ပဲတုံးပြထားရပေါ့နော်အခုပြလိုက်တဲ့ key frame 3နည်းအခြေခံလေးကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်နောက်ထပ် advanced level တွေကိုလည်းပြပြပေးမှာဖြစ်လို့ channel လေးကို subscribe လုပ်နေခဲ့ပြီးပြောချင်ပါတယ်